ကားတစ်စီးမှာ review mirror တွေကဘာကြောင့်အရေးပါတာလဲကားမောင်းသူတွေအနေနဲ့ကိုမောင်းနေတဲ့လမ်းကြောကနေအခြားလမ်းကြောကိုပြောင်းကျင်တဲ့အခါ inside review mirror နဲ့ outside review mirror တွေကနေတဆင့်နောက်ကားရှင်းမရှင်းဆိုတာကိုကြည့်ဖို့လိုအပ်ပါတယ်ဒါမှသာနောက်ကကားရဲ့အရှိန်နဲ့မောင်းနေတဲ့အနေအထားကိုချိန်ဆပြီးတော့လမ်းကြောပြောင်းတင်မပြောင်းတင်ကိုချင့်ချိန်နိုင်မှာဖြစ်ပါရဲ့ရှင်။ဒါအပြင်ကားပါကင်ထိုးတဲ့အခါမှာလေ review mirror တွေကိုကြည့်ဖို့လိုအပ်ပါသေးတယ်။မိတ်ဆွေတို့အနေနဲ့အခုလိုအရေးပါတဲ့ review mirror တွေကိုကိုယ်နဲ့ကိုက်ညီရဲ့အနေအထားကိုကြိုတင်ချိန်ညှိထားဖို့လိုအပ်ပါတယ်။ Suzuki ကားတွေမှာ outside review mirror တွေကိုချိန်ညှိခြင်းနဲ့ဆိုရင် driver ဘက်ခြမ်းရဲ့ကားတကားပေါင်းမှာချိန်ညှိလို့ရတဲ့ခလုတ်လေးပါပါတယ်။ချိန်ညှိမယ်ဆိုရင်ဒီစလက်တာခလုတ်ကိုဘယ်ဆိုရင်ညာဆိုရင်အာဘက်ကိုလှည့်ပြီးတော့ခလုတ်ကိုအပေါ်အောက်ပဲညာရွှေ့ပြီးတော့ကိုနဲ့အဆင်ပြေမဲ့အနေအထားကိုလိုအပ်တယ်လို့ချိန်ညှိအသုံးပြုလို့ရမှာဖြစ်ပါတယ်။အခုဆိုရင် review mirror တွေရဲ့အရေးပါပုံနဲ့ outside review mirror တွေရဲ့ချိန်ညှိပုံကိုလည်းသိရှိလောက်ပြီးတော့ထင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့လည်းကားမောင်းတဲ့ခါတိုင်းမှာနောက်ကျိမှန်တွေကိုဂရုတစိုက်ကြည့်ပြီးချိန်ဆမောင်းနေမှုကိုလည်းအကြံပြုလိုက်ပါရစေ။